ဟိုရှိတုန်းကဝေးလံလာတဲ့ရွာတရွာမှာအဖိုးအိုနဲ့အဖွားအိုဇနီးမောင်နှံနှစ်ဦးနေထိုင်ကြတယ်သူတို့မှာမိုင်လိုလို့ခေါ်တဲ့ဝါဝတုတ်တုတ်ကြောင်လေးတစ်ကောင်ရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာနေထိုင်တာမိုင်လိုတစ်ကောင်တည်းတော့မဟုတ်ပါဘူးအိမ်နံရံတွေကြားထဲမှာအဖွဲ့ဝင်အများကြီးရှိတဲ့ကြွက်မိသားစုကြီးတစ်ခုလည်းနေထိုင်ကြသေးတာပေါ့သူတို့ဟာအစားအစာရှာဖို့အိမ်ထဲမှာဟိုပြေးတီလွှတ်လုပ်ကြတယ်ဒါပေမဲ့မိုင်လိုရဲ့ဖမ်းဆီးခြင်းမခံရအောင်တော့တိတိကျကျသတိထားကြရတာပေါ့မိဘီဟေ့ငါဖမ်းမိပြီသတိထားဦးမိုင်လိုမင်းနောက်မှာရောက်နေပြီကြွက်ကလေးတွေအစာရှာဖို့အတိုက်ထဲကထွက်လာတိုင်းမိုင်လိုကသူတို့ကိုဖမ်းဖို့အမြဲတမ်းချောင်းမြောင်းနေတတ်တယ်ဟင်းလူစုံရဲ့လားခွန်ဆိုရောက်ပါတယ်မေမေကဲငါသမီးလေး princess ရောရှိရဲ့လားရှိပါတယ်မေမေဒါဆိုတို့တွေစားလို့ရပြီလာကြလေကလေးတို့ကြွက်မိသားစုအစာစားနေတဲ့အချိန်မှာပဲကြောင်ကြီးမိုင်လိုကသူတို့အတိုက်ကိုအကဲခတ်ပြီးစောင့်ကြည့်နေတယ်ကလေးတို့မစော့ကြနဲ့တော့အစာကိုပဲကောင်းကောင်းစားကြကြွက်အမေကြီးကအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲစိတ်တူတက်တဲ့ကြောင်ကြီးမိုင်လိုကသူ့ရဲ့ခြေပွားကိုကြွက်တွင်းထဲထိုးထည့်လိုက်ပါတော့တယ်ကြွက်မိသားစုလည်းလွတ်မြောက်ဖို့အတွက်ထိတ်လန့်တကြားနဲ့ဟိုဒီပြေးလွှားကြရတာပေါ့မိုင်လိုရဲ့လင်မြန်တဲ့လက်သေးတွေက princess ရဲ့အမီးကိုလှမ်းဖမ်းမိသွားတယ်ကဲကြပါဦးသူသမီးအမီးကိုဖမ်းထားပြီမိုင်လိုက princess ကိုစားတော့မဲ့အချိန်မှာပဲသူမရဲ့မောင်လေးပုံကိုကတတိရှိနဲ့ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့အကြံဖမ်းမအောင်မြင်ခဲ့တဲ့လိုင်းဆိုင်တဲ့ကြောင်ကြီးမိုင်လိုလဲတွားတုပ်ပြီးသူ့အိယာစီသူပြန်သွားခဲ့ရတယ်နောက်တစ်နေ့မှာတော့လူဦးရေများပြားတဲ့ကြွက်မိသားစုဟာအစည်းအဝေးတစ်ခုလုပ်ကြတယ်တို့တွေဘာပဲလှုပ်မိုင်လိုကအတန်မမီပဲခြေတံဖြောက်ပြီးလာတတ်တော့သူတို့ကိုဘဲအချိန်ပဲနေရာမှာလာဖမ်းမလဲဆိုတာမသိနိုင်ဘူးဟုတ်တယ်အမှန်ပဲဒါကြောင့်တို့တွေအစီအစဉ်တစ်ခုဆွဲရမယ်အားလုံးကခေါင်းချင်းရိုက်ပြီးအကြာကြီးစဉ်းစားနေကြတော့မှပဲဂွန်ဆိုကပျောင်မြောက်တဲ့အကြံတစ်ခုရသွားတယ်ရပြီတို့တွေမိုင်လိုရဲ့လေပင်မှာ6ကက်ကက်အတန်မြည်တဲ့ဆွဲလဲလေးတစ်ခုတွားဆွဲပေးမယ်ဒါဆိုသူတို့နားကိုကတ်လာရင်ဆွဲလဲတန်တလွင်မြည်လာမှာဖြစ်လို့တို့တွေကြိုတိပြီးပုံးနိုင်တာပေါ့ခေါင်းကြီးပဲတာတုပြအလွန်ကောင်းတဲ့အစီအစဉ်ပဲငါလဲအဲ့ဒီအကြံကိုသဘောကျတယ်ဂွန်ဆိုဒါပေမဲ့ကြောင်လေပင်ကိုဆွဲလဲသွားဆွဲရဲလောက်အောင်ဘဲကြွက်ကတတိရှိမှလဲငါတော့မလုပ်ရဲဘူးဘယ်တော့မှမလုပ်နိုင်ဘူးရပါတယ်ငါသွားဆွဲမယ်ဂွန်ဆိုအဲ့ဒါအရန်အနေရများတယ်နော်ငါမှအစီအစဉ်ရှိပါတယ်မေမေနောက်တနေ့ညမှာကြွက်အဖေကြီးကကြောင်ကြီးမိုင်လိုတနေ့တာစိုးသွမ်းမှုတွေလုပ်ပြီးအိပ်ပျော်သွားမဲ့အချိန်ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်နောက်ဆုံးမှာတော့ကြောင်ကြီးအိပ်ပျော်သွားပြီးကြွက်အဖေကြီးကအစီအစဉ်စတင်ဖို့အချက်ပြလိုက်ပါတယ်ပထမဆုံးအနေနဲ့ကြွက်တကောင်ကမိဖို့ဘော်ကအိုးဖုံးကိုပိတ်လိုက်တယ်အစားအစာအနှံ့ကြောင့်မိုင်လိုနိုးမလာစေဖို့အတွက်ပါအဲ့ဒီနောက်တခြားကြွက်နှစ်ကောင်ကမိုင်လိုရဲ့နားနှစ်ဖက်ကိုရေမြုပ်တုံးလေးတွေနဲ့ပိတ်လိုက်ကြတယ်ဆွဲလဲတန်ကြောင့်မိုင်လိုနိုးမလာစေဖို့ပေါ့နောက်ဆုံးမှာတော့အဖေအမေနဲ့ကြွက်မောင်နှမတွေကဂွန်ဆိုကိုကျိုးတမြင်နဲ့တေးသေးချာချာကင်ထားပြီးမိုင်လိုရဲ့ခေါင်းပေါ်ကိုဖြည်းဖြည်းချင်းရှော့ချပေးခဲ့ကြတယ်ဂွန်ဆိုကမိုင်လိုမသိစေပဲဆွဲလဲပတ်တီးလေးကိုသူ့လက်ပင်မှာတေးသေးတက်တက်ဆွတ်ပေးလိုက်နိုင်ခဲ့တယ်အစီအစဉ်အောင်မြင်သွားတဲ့အခါကြွက်မိသားစုဟာသူတို့အိမ်စီချက်ချင်းပြန်ပြေးကြတာပေါ့အဲ့ဒီနေ့ကစပြီးစိတ်တူတက်တဲ့ကြောင်ကြီးမိုင်လိုကအိမ်နောက်တွေမှာကြွက်တွေကိုချောင်းမြောင်းဖမ်းဖို့စူးစမ်းတိုင်းကြွက်မိသားစုကဆွဲလဲတံကိုကြိုတင်ကြားရပြီးမိုင်လိုရဲ့လက်ထဲကနေအလွယ်တကူလွတ်မြောက်သွားနိုင်ကြပါတော့တယ်တကယ်ကိုပြည့်စုံတဲ့အကြံဉာဏ်ပဲ